အဘိဓမ္မာတရားပွဲမှာတရားမဟောခင်လူပြေကကုသိုလ်ကောင်းမှုပြုပြီးတော့နတ်ပြည်ရောက်သွားတဲ့နတ်သား2ယောက်ရှိတယ်အဲ့ဒီနတ်သား2ယောက်ဟာလှူချတန်းခဲ့ကြတာချင်းပဲသို့တော့တဦးနဲ့တဦးဟာလှူတဲ့အတိုင်းအတာပမာဏမတူဘူးလှူတဲ့ပုံကိုယ်တွေလည်းမတူဘူးအဲ့ဒါလေးကိုခရူးဆိုင်ပြီးတော့မှတ်သားထားဖို့တယောက်ကတော့အင်္ဂုရနတ်သားလို့ခေါ်တယ်ဘိဓမ္မာတရားဟောရမယ်ဆိုရင်မြတ်စွာဘုရားရဲ့လက်ရပဲနားမှာဘုရားနဲ့အနီးမေတော်ဖြစ်ခဲ့မှုတဲ့တန်တုတိတနတ်သားကအဘိဓမ္မာတရားနာဖို့ဘုရားနာရောက်နေတယ်အဲ့သူနောက်နာကအိန္ဒကဆိုတဲ့နတ်သားသူနဲ့ရှင်ရဲ့အင်္ဂုရဆိုတဲ့နတ်သားအဲ့ဒီနတ်သား2ယောက်ကလည်းပဲမေတော်ကြီးအနီးပါးမှာထိုင်နေကြတယ်တဖြည်းဖြည်းတရားပွဲစားတော့မလို့နီးလာတဲ့အခါမှာနတ်တွေဟာတဖွဲဖွဲရောက်လာကြတယ်အဲ့လိုရောက်လာတဲ့အချိန်မှာအိန္ဒကနတ်သားကထိုင်မြဲနေရမှာထိုင်နေသူကဘုံတကူချီးတယ်အင်္ဂုရနတ်သားကြတော့သူ့ရဲ့ဘုံချီးတဲ့နတ်တွေလာတဲ့အခါသူကနောက်ကိုဆုတ်ဆုတ်ပေးလိုက်ရတယ်သူတို့ကြတော့အရှိန်ဝါခြင်းမတူလို့ရှိရင်သူဟာရှေ့ကမထိုင်ရဲဘူးနော်သူကသူအလိုအလျောက်ကိုအရှိန်ဝါကညံ့လာတဲ့အခါမှာနောက်ဆုတ်ပေးတာနောက်လာလိုက်ဆုတ်ပေးလိုက်လာလိုက်ဆုတ်ပေးလိုက်နဲ့ဆိုဖះနဲ့12ယူဇနာလောက်ဝေးသွားတယ်တယူဇနာမှာ10မိုင်နှုန်းနဲ့တွက်ချီ12ယူဇနာဝေးသွားတယ်အဲ့ဒီအဝေးလောက်ကြမှာသူထိုင်လို့ရတယ်သူကနေရာဖဲဖဲပြီးတော့ပေးလိုက်ရတယ်ဟုတ်နောက်ရောက်သွားတယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကမေးတယ်အင်္ဂုရနတ်သားကိုလှမ်းမေးတယ်နေပါဦးငါနားမှာမထိုင်ပဲနဲ့နောက်ဆုတ်ဆုတ်ပြီးတော့သွားတာဒီအိန္ဒကနတ်သားကတော့ငါနားလေးတင်ထိုင်နိုင်တယ်သူကဘုံတကိုချီတယ်ဘာလို့နောက်ဆုတ်ပေးရတော့ဆိုရှင်ဘုရားတဲ့တပည့်တော်ကုသိုလ်ကောင်းမှုလူပြေမှာလှုပ်ကြတာချင်းတူပါတယ်တဲ့အိန္ဒကနတ်သားဟာသူကရှင်အနုရုဒ္ဓမထေရမြတ်ယဟန္တာမထေရမြတ်ကိုဆွမ်းခံလာတာဆွမ်းတစွန်းမဲ့သူလောင်မှုတာတဲ့အဲ့ဒီကုသိုလ်လေးနဲ့သူကနတ်ဖြစ်လာပြီးတော့ဘုံတကိုချီနေတာတဲ့သူကတော့တပည့်တော်ကတော့တဲ့12နှစ်ကြာထမေချောင်းစီနေစဉ်နဲ့အမြလူတွေကိုကျွေးမွေးပြီးတော့လှူဒန်းခဲ့တာတဲ့တပည့်တော်ကုသိုလ်ကညံ့သွားတယ်ဘာလို့ညံ့တော့ဆိုလို့ရှိရင်သူကယဟန္တာပုဂ္ဂိုလ်လည်းလှူလဲရတယ်လှူလဲရလို့သူ့ရင်ထဲနှလုံးထဲမှာဖြစ်တဲ့တရားစေရနာရဲ့စွမ်းအားလည်းကြီးမားတယ်ပေါ့ခုနလိုစိန်လေးဟာတပွင့်နဲ့ပဲဖြစ်စီနော်တမိုးကြီးတယ်သူကတော့လမ်းခင်းကြောက်တွေရောင်းရတဲ့လူလိုပဲသူစီလာပြီးတော့ထမင်းစားတဲ့လူတွေအလူခံတဲ့ပုဂ္ဂိုလ်တွေက၅ပါးသီလမလုံးဘူးလမ်းပေါ်ကလူတွေတောက်စားမှုရနေတဲ့လူတွေသီလလည်းမလုံးဘူးတရဏဂုံလည်းမရှိဘူးဆိုတဲ့တာမန်လူလို့ခေါ်ရတဲ့လူမျိုးတွေကလာစားကြတော့လာစားကြတော့သူကလှူတာလှူရတဲ့စိတ်ထဲမှာလည်းသိပြီးတော့အာရတင်နေမှုမရှိဘူးသူခေတ်မှာသူတော်ကောင်းဆိုတာမရှိဘူးအဲ့ဒါလို့12နှစ်ကြာဓမေချောင်းစီအောင်လှူလာခဲ့ရတော့လေသူဟာမြေညံ့ပေါ်မှာစိုက်ပျိုးရတဲ့အပင်တွေဟာလှီပြီးတော့သီးနှံလေးတွေမကြတယ်လို့ပဲသူလုပ်ခဲ့တဲ့အလှူဟာလည်းပဲညံ့ဖြင်းခဲ့ရပါတယ်ဒါကြောင့်မို့သူ့ရဲ့အရှိန်ဝါမရှိပါဘူးနတ်တော်ဖြစ်တဲ့ဒါပေမဲ့အရှိန်ဝါခြင်းမတူဘူးလို့ဆိုလို့လူလိုပြောရင်တော့ယာထူးငယ်တယ်ပေါ့နော်ကိုယ်ရယာထူးကြီးတဲ့လူလာရင်နောက်ဆုတ်ပေးရတယ်မဟုတ်လားပတ်စံချမ်းသာတဲ့လူလာရင်လည်းနောက်ဆုတ်ပေးချတယ်လူတွေကအဲ့ဒါလို့ဖြစ်တာအဲ့တော့မြတ်စွာဘုရားကအဲ့ဒီမှာတရားဟောပေးတယ်ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာတဲ့ရှင်တဲ့နှလုံးကရှင်တဲ့နှလုံးထဲကလည်းပဲတတိတစားလှုပ်ထားတို့ပူဇော်လိုတဲ့စိတ်နဲ့လှုပ်ထားတို့စနစ်တကျလှုပ်ကြရမယ်ဖြစ်တယ်ဒီအမတ်တမဲ့လှူတာတဏ္ဍမျိုးတွေမလုပ်ရဘူးပြီးတော့လှူတဲ့ကိုလှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲအည်ချင်းသီလသမာဓိနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ဒီလိုခေါ်တာဖြစ်တယ်